အားလုံးမင်္ဂလာပါရှင် Academic Teaching ညံကောင်းလေးကြိုဆိုပါရရှင်ဒီနေ့မှာတော့သင်ခန်းသင်ကြားပေးသွားမှာတော့ Grade 1 English Textbook မှာပါဝင်တဲ့greeting words greeting phrase လေးအကြောင်းကိုသင်ပေးသွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီချက်တော့ကမနက်မိုးလေးနေဆိုတာနဲ့အားလုံးတွေးဆောင်ကြတဲ့အခါကျဖြစ်မင်္ဂလာနံနက်ခင်းပါလို့မြန်မာလို့ဆိုလို့ရှိရင်ပြောတာရှိကြတယ်ဒါအောင်မှ English လို့ဆိုလို့ရှိရင် good morning good morning good morning ကိုပဲအချိန်တွင်းကိုအသုံးပြုလို့ရတယ်ဆိုတော့မနက်မိုးလေး6နာရီလောက်ကနေပြီးတော့ပေါ့နော်10နာရီ17နာရီလောက်ကိုတော့ဒီချက်တော့ဘာလို့အသုံးပြုလဲဆိုတော့ good morning လို့ပြောလို့ရတယ်နော် good morning ဆိုတော့မင်္ဂလာနေ့ခင်ဒီဘက်ကကျတော့ good afternoon morning ဆိုတာမနက်ပိုင်းပေါ့နော်ဒါကျတော့ good ဆိုလို့ရှိရင်ကောင်းတယ်ဆိုဒီနှစ်ခုပေါင်းဒီ phrase ကိုပြောလိုက်တဲ့အခါကျတော့ good morning လို့အဓိပ္ပာယ်ရပြီးတော့ဆိုတော့ good afternoon afternoon ဆိုတာကမြန်မာလိုဆိုလို့ရှိရင်နေ့လယ်ပိုင်းလို့အဓိပ္ပာယ်ရတယ်နေ့လယ်ပိုင်းเนาะဒီအလေးကိုကျတော့ပဲချင်းနဲ့စလို့ပြောလို့ရတယ်ဆိုတော့ good afternoon ကို12နာရီလောက်ကနေပြီးတော့9နာရီ3နာရီလောက်ဒီကိုအသုံးပြုလို့ရတယ်နော်12နာရီကနေပြီးတော့3နာရီလောက်အတွင်းကိုပြောလို့ရတယ်ဒီ good afternoonဆိုတာမင်္ဂလာနေ့လယ်ပိုင်းပါ so next one နောက်ဆုံးတစ်ခုကကြတော့ good evening ကိုကြတော့ဒီ3နာရီနောက်ပိုင်းရပြီးတော့နား6နာရီ9နာရီလောက်ထိကိုအသုံးပြုကြရတယ် good evening နော်မင်္ဂလာညနေခင်းပါပေါ့နော်ညဘက်အိတ်ခံနေကြတဲ့ဆိုလို့ရှိရင်တော့ကျွန်တော် good evening ကိုမပြောဘူး good night အဲဒီပြန်မယ် good night ဒါကအိယာဝင်ခံပြီးတစ်ချိန်ပဲအသုံးပြုသွားပါတယ်ညဖြစ်ပြီဆိုတာနဲ့ good night ကိုသုံးလို့မရပါဘူးနောက်ခဏ7နာရီလောက်ထိကို good evening လို့ပဲပြောမယ်လူတစ်စုံတစ်ယောက်နဲ့တွေ့ဆောင်တဲ့အခါကျလို့ရှိရင်ညအိယာဝင်ခံနေဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲ good night လို့ပြောမယ်Okay ဆိုဒီရဆိုလို့ရှိရင်ဆက်စာအုပ်ဆုံးတွေ့တဲ့အခါကျလို့ရှိရင်ဒီဗီကိုနှောက်ဆက်ချင်တဲ့အခါကျလို့ရှိရင်ဒီစကားလုံး3လုံးကိုအသုံးပြုလို့ရတယ် first ကပထမမနက်ပိုင်းမှာတွေ့တယ်ဆိုလို့ရှိရင် good morning လို့ပြောမယ်နေ့လယ်ပိုင်းလေးမှာတွေ့မယ်ဆိုရင် good afternoon လို့ပြောပြီးတော့ညနေပိုင်းလေးမှာတွေ့တယ်ဆိုလို့ရှိရင်တော့ good evening ဆိုတဲ့စကားလုံးတွေအသုံးပြုလို့ရတယ်ညအိယာဝင်ခံနေဆိုလို့ရှိရင်တော့ဒါတစ်ချက်အပူတောင်းပဲနေတာပေါ့နော်ညအိယာဝင်ခံနေဆိုလို့ရှိရင် good night ကိုအသုံးပြုလို့ရတယ်ဒီတော့ရင်နောက်ထပ်တစ်ခုကဒီအောက်မှာကဲဟုတ်ပြီကိုကပြောစရာဆိုစရာလုပ်စရာအကုန်လုံးပြီးသွားပြီကိုကသွားတော့မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုလည်းစကားပြောနေတယ်လို့ဒီချဲတော့နောက်ဆုံးဆက်ချင်း goodbye လို့ပြောလို့ရတယ် goodbye ဆိုတာသွားတော့မယ်ပေါ့နော်အဲဆိုတော့ goodbye ကိုကပြန်တော့မယ်ဆိုလို့ရှိရင်တော့ပြန်တော့မယ်စကားပြောလို့ပြီးသွားပြီဆိုလို့ရှိရင် goodbye ဆိုတဲ့စကားလုံးကိုအသုံးပြုလို့ရတယ်။ဒါဆိုလို့ရှိရင်တော့ဒီနေ့သင်တဲ့သင်ခန်းစာလေးကကလေးတွေရောမိဘတွေရောအားလုံးသက်ကိုအကျိုးရှိမယ်လို့ညွှန်နေပါတယ်။အကျိုးရှိရဆိုလို့ရှိရင်တော့ comment ရေးပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ရတဲ့အတွက်